အားလုံးမင်္ဂလာပါဗျအခုတရက်6လ2026အတွက်အတွဲတွက်နီလေးကိုကျွန်တော်ပြပေးပါမယ်ဗျာเนาะအတွဲတွက်နီလေးကကျွန်တော်တို့မှန်နေတာကတော့အတွဲတွက်နီလေးကတော့မှန်နေတာကတော့အချိန်ကြီးမနေဘူးမှန်နေပါတယ်ဗျာเนาะတစ်ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်လောက်မှန်နေတဲ့နီလေးဖြစ်ပါတယ်ဗျာเนาะ9ချိန်လောက်မှန်နေတဲ့နီလေးကိုကျွန်တော်ဒီမှာတစ်ချိန်3ချိန်4ချိန်လောက်ကျွန်တော်တွက်ပြပေးမယ်ဗျာเนาะ4ချိန်လောက်တွက်ပြပေးမယ်เนาะ4ချိန်လောက်တွက်ပြပေးပါမယ်အတွဲတွက်နေပါအတွဲကတော့အလုံးပေါင်း6တွဲပဲရှိပါတယ်ဗျာနော်တွက်နေလေးကိုကြည့်လိုက်ပါကြည့်ပြီးတော့ကြိုက်တယ်နှစ်သက်တယ်ဆိုမှကစားပါဗျာနော်မကြိုက်ဘူးမနှစ်သက်ဘူးဆိုလို့ရှိရင်မကစားပါနဲ့ဗျာနော်အတွဲတွက်နေကကျွန်တော်တို့ဒီ6ခုနှစ်ပေါ့နော်6ခုနှစ်ထွက်တဲ့အချိန်ကနေပြီးတော့စပြီးတော့တွက်လာလို့ရတယ်နော်တွက်ကြည့်ရှင်တဲ့လူတွေတွက်ကြည့်လို့ရတယ်ကျွန်တော်6ခုနှစ်ကနေပြီးစပြီးတော့မတွက်ပြတော့ဘူးကျွန်တော်ဒီမှာ38ခွန်ထွက်တဲ့အချိန်ကနေပြီးတော့ပဲတွက်ပြပြီးမှဖြစ်ပါတယ်ဗျာနော်38ခွန်ဒီဘက်မှာထွက်ထားတဲ့ကဏ္ဍတွေကိုကျွန်တော်ရေးထားတာဖြစ်ပါတယ်ဗျာနော်300 300 9 514 612 300ခွန်ခွန်38ခွန်300ဒါတွေကထွက်ထားတဲ့ကဏ္ဍတွေဖြစ်ပါတယ်ဗျာနော်တွက်နည်းကကြတော့တဲ့ဒီမှာဒီ38ခွန်ပေါ့နော်ဒီ38ခွန်နဲ့ပဲကျွန်တော်ရှင်းပြလိုက်ပါ2ကြိမ်တစ်ဖြတ်ပေါ့နော်2ကြိမ်တစ်ဖြတ်38ခွန်ကနေပြီးတော့တွက်လို့ရတဲ့ကဏ္ဍကဒီခွန်300အကြိမ်အတွက်အတွဲဖြစ်ပါတယ်ဗျာနော်ပြီးလို့ရှိရင်သူ့အောက်မှာ184ကနေပြန်တွက်မယ်184ကနေပြီးတော့တွက်တဲ့ကဏ္ဍကဒီ495အကြိမ်အတွက်ဖြစ်တယ်အဲ့ဒီ495အောက်ကနေမှ214ကနေပြီးတော့ပြန်တွက်ရှင်ဒီ4ခွန်ကိုအချိန်တွက်ဖြစ်တယ်အခုအချိန်တွက်ဆိုလို့ရှိရင်615ကိုတွက်ရမယ်615တွက်လို့ရတဲ့အတွဲကဒီအခုထွက်မဲ့အချိန်တွက်ဖြစ်ပါတယ်ဗျာเนาะဒါကိုကျွန်တော်ဒီမှာ4ချိန်လောက်ကျွန်တော်တွက်ပြပေးမယ်ဗျာเนาะကွက်ကိုတွက်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်သူ့ရဲ့အထက်မှာဆက်ပြီးတော့တွက်ကြည့်လို့ရသေးတယ်2ချိန်တစ်ဖြတ်ယူပြီးတော့တွက်ကြည့်လို့ရပါသေးတယ်เนาะတွက်ကြည့်ခြင်းတဲ့လူတွေပေါ့ဗျာเนาะတွက်ကြည့်ခြင်းတဲ့ဝါသနာရှင်တွေရှိလို့ရှိရင်ကွက်ကိုတွက်ကြည့်လို့ရတယ်သူကဘယ်ကျန်းနေစပြီးနေလာလဲဆိုတော့6ခွန်နှစ်လို့ထွက်တဲ့အချိန်ပေါ့နော်6ခွန်နှစ်လို့ထွက်တဲ့အချိန်ကနေပြီးတော့စပြီးတော့ပေးနေတာဖြစ်တယ်ဒီမှာကျွန်တော်အရှိမရေးပြတော့ဘူးဒီမှာဒီလောက်ပဲရေးပြပေးထားတာဖြစ်တယ်ဗျာနော်နည်းနည်းပဲရေးပြပေးထားမယ်ဒီမှာကျွန်တော်4ချိန်လောက်ပဲတွက်ပြပေးမယ်နော်ဒါမှန်နေတဲ့အတွဲတွက်နီလေးဖြစ်တယ်အဲ့ဒါလေးကိုကျွန်တော်ပြပေးမယ်ဗျာနော်ကြိုက်တယ်နှစ်သက်တယ်ဆိုမှသုံးမှာဟုတ်ပြီအဲ့ဒါအတွဲတွက်နီလေးကိုတစ်ချက်ကြည့်လိုက်အောင်ဗျာနော်ဟုတ်ပြီအတွဲတွက်နီလေးကထွက်ထားတဲ့ဒီမှာ38ခွန်ကနေတွက်ပြပေးမှာစတွက်ပြပေးမှာဖြစ်တယ်နော်38ခွန်ကနေတွက်တာကဒီခွန်300အကြိမ်အတွက်ဖြစ်တယ်နော်38ခွန်တွက်တာခွန်300အကြိမ်အတွက်ဖြစ်တယ်ဒီမှာ2ကြိမ်တစ်ဖြတ်ကျွန်တော်ဒီဘက်မှာဖြတ်ထားပေးတယ်နော်အဲ့ဒီမှာ38ခွန်လို့ထွက်တယ်38ခွန်လို့ထွက်တယ်တဲ့ထိပ်စီး3ရဲ့8ကိုကျွန်တော်တို့ကပေါင်းမှာဖြစ်ပါတယ်3နဲ့8ကိုပေါင်းမှာ3နဲ့8နဲ့ပေါင်းတော့ဒီမှာ1လို့ရတယ်ဗျာနော်3နဲ့8နဲ့ပေါင်းတော့1အဲ့ဒီ1ကိုကျွန်တော်တို့ပါဝါယူမယ်1ရဲ့ပါဝါ6ကိုတပွင့်တိုးမယ်6ကိုတပွင့်တိုးခွန်အဲ့ဒီမှာ16ခွန်ဆိုပြီးတော့ကီး3လုံးယူလိုက်တာဖြစ်ပါတယ်ဗျာနော်ထွက်ထားတဲ့3လုံးကထိပ်စီးရဲ့အလဲကိုကျွန်တော်တို့ပေါင်းမယ်ထိပ်စီးနဲ့အလဲက3နဲ့8ကိုပေါင်းတော့1လို့ရတယ်1ကို1ရဲ့ပါဝါယူမယ်1ကိုပါဝါပြန်ယူမယ်1ရဲ့ပါဝါက6အဲ့ဒီ6ကိုတပွင့်တိုးမယ်6ကိုတပွင့်တိုးတော့ခွန်16ခွန်ဆိုပြီးတော့အထီးကြီး3လုံးရတယ်ဒါကကီး3လုံးတစ်မျိုးနောက်ထပ်အဲ့ဒီ38ခွန်ကိုပဲကျွန်တော်တို့38ခွန်ဆိုတဲ့ခွန်နောက်ပိတ်ကိုကျွန်တော်တို့က38ခွန်ဆိုတဲ့ဒီခွန်နောက်ပိတ်ကိုကျွန်တော်တို့ပါဝါပြန်ယူပြီးတော့ကီးအနေနဲ့သုံးမယ်အဲ့မှာ38ခွန်ကခွန်နောက်ပိတ်ကိုဒီမှာကျွန်တော်တို့အောက်မှာရေးချလိုက်မယ်နော်ခွန်ရဲ့ပါဝါက2အဲ့ဒီမှာဆိုလို့ရှိရင်ခွန်2ကီးဖြစ်ပါတယ်တဲ့ဒီမှာဆိုလို့ရှိရင်16ခွန်ကီးဒီမှာဆိုလို့ရှိရင်ခွန်2ကီးเนาะခွန်2ကီးကဒီ38ခွန်လို့ထွက်ထားတဲ့နောက်ပိတ်ကဏ္ဍကိုကျွန်တော်တို့ကသူ့ရဲ့နောက်ပိတ်ကိုလည်းယူတယ်ကီးကိုလည်းပါဝါကိုလည်းပြန်ယူတယ်ဗျာเนาะပါဝါကိုပြန်ယူလိုက်တယ်နောက်ပိတ်ကခွန်ရဲ့ပါဝါ2အဲ့မှာခွန်2ကီးပေါ့ဗျာနှလုံးလုံးကီးနှလုံးယူလိုက်တာဖြစ်ပါတယ်เนาะခွန်2ကီးဒီဘက်မှာဆိုရင်16ခွန်ကီးခွန်2ကီးအဲ့တော့ဒီမှာ16ခွန်နဲ့ကျွန်တော်တို့ခွန်2ကိုကျွန်တော်တို့ကအတွဲတွဲလိုက်မယ်တွဲလိုက်တော့တဲ့ဒီမှာ1ဒီဘက်က1ဒီဘက်ကခွန်1ခွန်เนาะ1ခွန်1ပြီးလို့ရှိရင်6ခွန်6နှစ်ပြီးလို့ရှိရင်ခွန်နှစ်ဆိုပြီးတော့ဒီမှာအတွဲ6တွဲရသွားမယ်ဗျာနော်ဒီဘက်မှာအတွဲလို့ရေးလိုက်16ခွန်ကီးရဲ့9ကီးကိုကျွန်တော်တို့ကပေါင်းလိုက်တာဖြစ်ပါတယ်ဗျာနော်16ခွန်ကီးနဲ့9ကီးကိုရောပြီးတော့အတွဲလောက်လိုက်တာဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်1ခွန်1နှစ်6ခွန်6နှစ်ခွန်နှစ်ဆိုပြီးတော့အတွဲ1တွဲ2တွဲ3တွဲ4တွဲ5တွဲ6တွဲရပါတယ်ဗျာအတွဲ6တွဲရပါတယ်အဲ့ဒီမှာ38ခွန်ရအောင်မှာဘာထွက်သွားလဲဆိုတော့ဒီမှာခွန်300လို့ထွက်တယ်ဗျာနော်ခွန်300လို့ထွက်တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ
ခွန်3ရလို့ထွက်ပါတယ်38ခွန်ရအောက်မှာခွန်3ရလို့ထွက်တော့အဲ့ဒီချိန်မှာဆိုလို့ရှိရင်ခွန်အတွဲနဲ့ဒီမှာခွန်အတွဲနဲ့ကျွန်တော်တို့အတွဲကိုမှန်ခဲ့ပါတယ်ဗျာနော်ခွန်အတွဲနဲ့မှန်ခဲ့ပါတယ်ဟုတ်ပြီအဲ့တော့ပဲကျွန်တော်တို့ तू ကဒီမှာ38ခွန်ကနေပြီးတော့တွက်တဲ့ကဏ္ဍခွန်3ရအတွက်ဖြစ်ပါတယ်နောက်တစ်ချိန်ကျတော့ဒီ18လေးကနေတွက်မှာဖြစ်ပါတယ်ဗျာနော်18လေးရတွက်တဲ့ကဏ္ဍကတွက်လို့ရတဲ့အတွဲကဒီ495အချိန်အတွက်ဖြစ်ပါတယ်ဗျာနော်495အချိန်အတွက်ဖြစ်ပါတယ်ဒီခွန်3ရကိုကျွန်တော်တို့ပြန်တွက်တာမဟုတ်ဘူးနော်ဒီတွက်အောက်ကတပင်ကျော်ကဒီ18လေးကိုပြန်တွက်မှာဖြစ်တယ်အဲ့တော့ဒီမှာ18လေးကတဲ့ဒီကထိပ်စီ1ရယ်ဒီက8ကကျွန်တော်တို့ဒီ1နဲ့8ကိုကျွန်တော်တို့ပေါင်းမှာဖြစ်ပါတယ်1နဲ့8နဲ့ပေါင်းတော့ဒီမှာ6လို့ရပါတယ်9ရဲ့ပါဝါက4ကိုတပွင့်တိုးမယ်4ကိုတပွင့်တိုးတော့5ဒီမှာဆိုလို့ရှိရင်495ကီးဖြစ်ပါတယ်495ကီးเนาะအဲ့လိုပဲ18လေးကဒီက4ကိုကျွန်တော်တို့ကယူလိုက်မယ်4ကိုကျွန်တော်တို့ပါဝါပြန်မယ်4ရဲ့ပါဝါက9ဒီမှာဆိုလို့ရှိရင်49ကီးဖြစ်ပါတယ်495ကီးနဲ့49ကီးဖြစ်ပါတယ်ဗျာเนาะ495ကီးနဲ့49ကီးအဲ့တော့ဒီမှာ495ကီး495ကီးတစ်လုံးဒီမှာ49ကီးတစ်လုံးကီးချင်းကတိုက်ဆိုင်နေတယ်နော်495ကီးနဲ့49ကီးအဲ့ဒါကိုကျွန်တော်တို့အတွဲမယ်ဆိုတော့4449တွဲရမယ်49တွဲရမယ်ပြီးလို့ရှိရင်94ဒီမှာအတွဲအတိုင်းမှာကျွန်တော်ရေးလိုက်မယ်နော်94လေးအတူတူတော့အတူတူပဲပေါ့ဗျာနော်အဲ့မဲ့ကျွန်တော်ရေးပြလိုက်ပါမယ်နော်ဟုတ်ပြီနောက်တော့တွဲကျွန်တော်တို့ဒီမှာပဲဆက်ရေးလိုက်မယ်နော်နောက်တော့တွဲက9459အဲ့ဒီမှာဆိုလို့ရှိရင်အတွဲ6တွဲရတယ်တွဲနဲ့တွဲ3တွဲ4တွဲ5တွဲ6တွဲပေါ့ဗျာနော်အတွဲ6တွဲမှာနော်အဲ့ဒီမှာ18အောက်မှာဗာထွက်သွားတယ်ဆိုတော့495လို့ထွက်တယ်ဗျာနော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာ495လို့ထွက်ပါတယ်တဲ့495လို့ထွက်တော့ဒီမှာဆိုလို့ရှိရင်ဒီအတွဲဒီမှာဆိုလို့ရှိရင်ဘယ်အတွဲတွေမှန်လဲဆိုတော့ဒီအတွဲလဲမှန်ပါတယ်ဒီအတွဲလဲမှန်ပါတယ်ဒီအတွဲလဲမှန်ပါတယ်เนาะဒီအတွဲလဲမှန်ပါတယ်ဒီမှာဆိုလို့ရှိရင်4တွဲတောင်မှ4တွဲလုံးတောင်မှဝင်ပါတယ်ဗျာเนาะ495လို့ထွက်တော့49အတွဲနဲ့49အတွဲပါတယ်6လေးအတွဲ499လေးအတူတူပါပဲเนาะဒါအပြန်လန်ဖြစ်နေဒီမှာဆိုလို့5459ပေါ့เนาะ5459ဒီမှာဆိုလို့ရှိရင်အတွဲ4တွဲလုံးတောင်မှရှိပါတယ်ဗျာเนาะအတွဲလေးတွေတော့မှထိပါတယ်တဲ့ဗျဟုတ်ပြီအဲ့တော့ဒီမှာနော်18ရဲ့အတွက်တာကဒီမှာ495အချိန်အတွက်ဖြစ်တယ်နော်495အချိန်မှာဆိုလို့ရှိရင်အတွဲဆက်မှန်ခဲ့ပါတယ်ဗျနော်အခုနောက်တစ်ချိန်ကဒီ214ကနေတွက်မှာဖြစ်တယ်နော်214ကနေတွက်တာကဒီ449အချိန်အတွက်ဖြစ်ပါတယ်ဗျနော်449အချိန်အတွက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်214ကနေကျွန်တော်ပြန်တွက်ပြပေးမယ်နော်ခဏလေးအဲ့တော့ဟုတ်ပြီ214အခုဒီမှာဆိုတော့184ရတွက်တာကဒီ495အချိန်အတွက်ဖြစ်တယ်နော်အခု214ကနေပြန်တွက်မယ်ဗျနော်တွက်မှမြင်ရလားမသိနော်214ကနေပြန်တွက်မှာက499အချိန်အတွက်ဖြစ်တယ်ဟုတ်တော့အဲ့တော့ဒီမှာ214လို့ကျွန်တော်ရေးလိုက်ပြီနော်214ကတဲ့ထိပ်စီး2ရဲ့1ရဲ့ကိုကျွန်တော်တို့ပေါင်းမှာဖြစ်ပါတယ်2နဲ့1နဲ့ပေါင်းတော့ဒီမှာ3လို့ရတယ်3ရဲ့ပါဝါက8ကိုတပွင့်တိုးမယ်8ကိုတပွင့်တိုးတော့ကိုဒီမှာဆိုလို့ရှိရင်389ကီးဖြစ်ပါတယ်အဲ့လိုပဲဒီဘက်မှာ214 4နောက်ပိတ်ကိုကျွန်တော်တို့ကယူမယ်အဲ့4ကိုကျွန်တော်တို့အောက်မှာရေးလိုက်မယ်ဗျာနော်4ရဲ့ပါဝါကကိုဒီမှာဆိုလို့ရှိရင်49ကီးဖြစ်ပါတယ်ဒီဘက်မှာက389ကီးဒီမှာက49ကီးအဲ့ဒါဒီမှာကျွန်တော်ရေးပြလိုက်မယ်389ကီးရဲ့ဒီမှာ49ကီးရဲ့အဲ့ဒါကိုကျွန်တော်တို့အတွဲလိုက်မယ်ဆိုလို့ရှိရင်3439 8489အဲ့ဒီမှာဆိုလို့ရှိရင်3439 8489 9489ဆိုပြီးတော့အတွဲ6တွဲရမယ်ဗျာเนาะအတွဲ6တွဲမှာနော်တော့ဒီ214ရဲ့အောက်မှာဘာထွက်သွားလဲဆိုတော့เนาะဒီမှာ214ရဲ့အောက်မှာတဲ့214အောက်မှာ409လို့ထွက်တယ်ဗျာเนาะ409လို့ထွက်ပါတယ်เนาะဒီမှာတွေ့လား409လို့ထွက်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီချိန်မှာဆိုလို့ရှိရင်409လို့ထွက်တယ်
လေးခွန်ကိုလို့ထွက်တော့တဲ့ဒီချိန်မှာဆိုလို့ရှိရင်ဘာအတွဲတွေပါလဲဆိုတော့တဲ့နော်ဒီမှာကိုလေးအတွဲတဲ့ဗျာနော်ကိုလေးအတွဲနဲ့ကျွန်တော်တို့မှန်ခဲ့ပါတယ်ဗျာနော်ဒီချိန်မှာတော့တတွဲအဓိကအတွဲ6တွဲကတတွဲထိတယ်တတွဲထိဖို့အရေးကြီးတယ်ဗျာနော်ပြီးခဲ့တဲ့အချိန်ကတော့သူလေးခွန်ကိုအချိန်495အချိန်မှာတော့နော်495အချိန်မှာတော့သူက3-4တွဲလောက်ထိသွားတယ်ဗျာနော်ဒီအချိန်မှာဆိုလို့ရှိရင်လည်းတတွဲထိတယ်ဆိုရင်အဆင်ပြေတယ်ပေါ့နော်တတွဲထိတယ်တတွဲအထိကစားပြီးရမှာဖြစ်တယ်ဗျာနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်4ခွန်ကိုလို့ထွက်တယ်4ခွန်ကိုလို့ထွက်တော့ဒီမှာ6လေးအတွဲပေါ့နော်6လေးအတွဲနဲ့ဒီချိန်မှာလည်းမှန်ခဲ့ပါတယ်ဗျာနော်ဟုတ်ပြီအခုနှစ်တိလေးရတွက်တာကဒီ4ခွန်ကိုအချိန်အတွက်အခု615ကနေတွက်မယ်615တွက်မှာကအခု1ရက်6လအချိန်အတွက်ဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီ615ထွက်ထားတဲ့615ကိုကျွန်တော်တို့ထိပ်စီး6ရယ်ဒီကအလဲတိုင်း1ကိုကျွန်တော်တို့ကပေါင်းမှာဖြစ်ပါတယ်6နဲ့1နဲ့ပေါင်းတော့ဒီမှာခွန်လို့ရမယ်နော်ခွန်ရဲ့ပါဝါကနှစ်ကိုတပွင့်ထပ်တိုးမယ်နှစ်ကိုတပွင့်ထပ်တိုးတော့3ဒီမှာခွန်နှစ်3ကီးဖြစ်ပါတယ်ဗျာနော်ဒီမှာဆိုလို့ရှိရင်ခွန်နှစ်3ကီးအဲ့လိုပဲ615ကဒီက9ဒီ9ကိုကျွန်တော်တို့ယူလိုက်မယ်9ကိုကျွန်တော်တို့ပါဝါပြန်မယ်9ရဲ့ပါဝါက300ဒီမှာဆိုလို့ရှိရင်9300ကီးဖြစ်ပါတယ်အဲ့တော့အခုချိန်မှာဆိုလို့ရှိရင်ခွန်နှစ်3ကီးနဲ့9300ကီးဖြစ်ပါတယ်အဲ့တော့ဒီမှာခွန်နှစ်3ကီးခွန်နှစ်3ကီးရတစ်မျိုးဒီမှာ9300ကီးရတစ်မျိုးအဲ့တော့ခွန်နှစ်3နဲ့9300ကျွန်တော်တို့အတွဲလိုက်မယ်ဆိုလို့ရှိရင်ခွန်9ခွန်300ရမယ်နော်ခွန်9ခွန်300နှစ်9နှစ်300နှစ်9နှစ်300 3533ကဲအဲ့တော့အတွဲ6တွဲဒီမှာဆက်ရေးပြလိုက်မယ်နော်1ရက်6လ2026အတွဲအတွဲ6တွဲဖြစ်ပါတယ်ဗျာနော်အတွဲ6တွဲကခွန်9ခွန်300 25နှစ်300 3533ဖြစ်ပါတယ်ဗျာနော်ဒီအတွဲ6တွဲကိုကြိုက်တဲ့နှစ်သက်ဆိုရင်ကစားပါမကြိုက်ဘူးမနှစ်သက်ဘူးဆိုရင်မကစားပါနဲ့เนาะကျွန်တော်4ချိန်လောက်တွက်ပြပေးပါတယ်ကိုကကိုထပ်တွက်ခြင်းတယ်ဆိုလို့ချင်းသူ့ရဲ့ထပ်မှာထပ်တွက်ကြည့်လို့ရတယ်ဒီ6နှစ်ကထွက်ကြည့်လိုက်ဆောတော့ကျွန်တော်38ခွန်ကနေထွက်ပြပေးထားတယ်เนาะ38ခွန်ကနေထွက်ပြပေးထားတယ်ထပ်တွက်ခြင်းတယ်ဆိုလို့ချင်းဒီ6နှစ်ကနေထပ်တွက်ကြည့်300ခွန်အချိန်မှာအတွဲပါရလဲပြီးလို့ချင်းသူ့ရဲ့အထက်မှာဆိုလို့ချင်း300ကနေစတွက်ကြည့်300ကတွက်တဲ့တွက်လို့ရတဲ့အတွဲရဒီ914အချိန်တွက်ဖြစ်တယ်เนาะအဲ့အထက်မှာလည်းဆက်တွက်သွားခြင်းလဲဆိုလို့ရှိရင်တွက်ကြည့်ခြင်းလဲဆိုရင်တွက်ကြည့်လို့ရသေးတယ်ကျွန်တော်ကဒီမှာ4ချိန်လောက်ပဲကျွန်တော်တွက်ပြပေးထားတာဖြစ်တယ်ဗျာเนาะအဲ့တော့အတွဲ6တွဲကဒီမှာခွန်9 80 25 20 35 30ဖြစ်ပါတယ်ဒီအချိန်မှာအတွဲ6တွဲဖြစ်ပါတယ်ဒီအတွဲ6တွဲကိုစိုက်တဲ့နှစ်သက်တယ်ဆိုလို့ရှိရင်ကစားပါဗျာเนาะမကြိုက်ဘူးမနှစ်သက်ဘူးဆိုလို့ရှိရင်လည်းမကစားပါနဲ့ဒါအတွဲနည်းအရာကျွန်တော်ကပြပေးခြင်းပဲဖြစ်တယ်ကြိုက်မှနှစ်သက်မှကစားပါဗျာเนาะအပိုင်လို့ကျွန်တော်မဆိုလိုပါဘူးဗျာเนาะအဲ့တော့ကြိုက်တယ်နှစ်သက်တယ်ဆိုမှကစားပါမကြိုက်ဘူးမနှစ်သက်ဘူးဆိုရင်မကစားပါနဲ့ဒီအတွဲတွေကိုကျွန်တော်အားနဲ့ပရိတ်ကျွန်တော်တင်ပေးထားတာရှိတယ်နောက်ရကြရင်ကျွန်တော်ပရိတ်တွက်နေတတ်ပရိတ်တွက်နေတတ်ကျွန်တော်ရှာလို့ရထားတာရှိတယ်ဗျာเนาะအဲ့ဒါလေးလည်းကျွန်တော်အချိန်ရရင်ပြပေးမယ်ဗျာเนาะဒါမှမဟုတ်လို့ရှင်လဲကျွန်တော်ပရိတ်အားနဲ့နှလုံးရှိတယ်เนาะပရိတ်အားနဲ့နှလုံးတင်ထားပြီးပြီထိုင်းပရိတ်အားနဲ့နှလုံးလဲကျွန်တော်ပြောပြပေးအောင်မယ်ဗျာเนาะနောက်ဗီဒီယိုမှာကျွန်တော်ပြောပြပေးပါမယ်ကဲအဲ့တော့ဒီအတွဲ6တွဲကိုကြိုက်တဲ့နှစ်သက်တယ်ဆိုရင်ကစားပါမကြိုက်ဘူးမနှစ်သက်ဘူးဆိုရင်မကစားပါနဲ့ဘယ်အတွဲကြိုက်လဲဆိုတာလဲကိုမမှမှန်းခဲ့ပါအောင်ဗျာနော်ဘယ်အတွဲကြိုက်လဲကိုမမှမှန်းပေးခဲ့ပါအောင်ဗျာနော်ဒီအတွဲတက်နေကျွန်တော်4ချိန်တွက်ပြပေးထားတာဖြစ်တယ်နော်ကိုယ့်ကိုထပ်တွက်ကြည့်ခြင်းလဲဆိုလို့ရှိရင်ထပ်တွက်ကြည့်လို့ရပါတယ်2ချိန်တစ်ဖြတ်2ချိန်တစ်ဖြတ်နော်ဒီမှာကျွန်တော်ဖြတ်ပေးထားတဲ့အတိုင်းလေးကိုယ့်ကိုထပ်တွက်ကြည့်ခြင်းတွက်ကြည့်လို့ရပါသေးတယ်ဗျာနော်ကဲအတွဲ6တွဲမှာပဲအတွဲကြိုက်လဲမှန်းပေးခဲ့ပါအောင်ဗျာနော်ကဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ဗျာနော်အားလုံးဘိုင်ဘိုင်